တောင်းသာဖမ်းဆီးခံလိုက်ရတဲ့တောင်းသာခေါင်းဆောင်တွေကိုလက်ရှိတိုက်ပွဲဝင်နေကြတဲ့ကိုတင်ကျော်တို့အုပ်စုပါဝင်ကမ္ဘာနိုင်ငံတစ်ခုပါတိုက်ပွဲဝင်ရရှိတဲ့စီကိုဂုံပြည့်ဂုံပြည့်ပတ်တန်းတော်ကိုကိုလည်းရက်ဖတ်ကြားပေးပါဖြစ်တယ်။နောက်ကျွန်တော်တို့ဟောပြောခြင်းစီစဉ်မှာကျွန်တော်တို့ပြည်အာဏာရှင်ရဲ့ဒေဝိချင်းတပတ်ကဝေးအေးအေးမှဒီတော်လည်းရဲ့ဒီလိုတပတ်ကလည်းစာတင်ကမ်းမဒီလူထုလူတွေရဲ့ဒီလိုမမဲ့နိုင်ရင်ပတ်မယ်နော်ကျွန်တော်စီးလုံးကြီးကြီးချင်းဖြစ်ပန်းနိုင်တော့โอเคပါဖက်ကြောကြားပေးပါဖြစ်ပါတယ်။နောက်တပတ်ရှိပါကိုဝင်းရွှေတမတော်နဲ့လက်ရှိအခမ်းကဏ္ဍတွေကိုပြောကြားသွားမှာဖြစ်ပါတယ်။နောက်ဆုံးကျွန်တော်တို့ဖိလိုက်ကင်မလားတော်လန်မလားကျွန်တော်တို့တူပြောမယ်အဲ့ဒီထဲမှာနောက်ဆုံးကျွန်တော်တို့နံပါတ်20အရေးကြီးပြီးတံပြိုင်တီးဆိုပြီးတော့ကျွေးကြော်တဲ့သုံးပေါက်နဲ့ကျွန်တော်တို့ခိုင်းတော့အောင်မြင်စွာရုပ်သိမ်းမှာဖြစ်ပါတယ်။အခုစတင်ပြီးတော့ကျွန်တော်တို့အခမ်းအနားစတင်ဖွင့်လှစ်ကြောင်းကြေညာအပ်ပါတယ်ခင်ဗျာ။